တော့ပြီးခဲ့တဲ့ဘက်ရဲ့တောက်ကြနေထွက်စင်လိုမျိုးပေါ့နော်မနှညပရိပါဝါရဲလို့ရိုက်ပြီးတဲ့အခါကျရင်ဒီရက်နောက်9ရက်တာအတွင်းမှာ2022လောက်ကစပြီးတော့ပြက်ပင်မရှိအောင်ကိုလိုက်ဆင်းထားတဲ့မပြောက်ပတ်တီတစ်လုံးလေးလုံးအခွေပူပါတစ်ခုနဲ့ဒီရက်နောက်3ရက်တာအတွင်းမှာအမြဲတမ်းလိုက်ဆင်းထားတဲ့ပေဒံတစ်ခုကိုဒီဗီဒီယိုထဲမှာ4နှစ်ကျော်ကလန်နာလေးနဲ့တကွာကျွန်တော်တေချာလေးမျှဝေပေးသွားပါမယ်ကဲဒူရီရှင်မိတ်ဆွေညီကိုမောင်နှမတို့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုခန့်ကိုအားပေးနေကြတဲ့ဦးလေးအတော်အကိုအမတယောက်ရှင်းစီတိုင်းစိတ်ချမ်းသာလို့ကိုကျမ်းမာလေးလည်းရှိကြပါစေလို့ပူဇော်ပထမဆုတောင်းမေတ္တာလေးပို့တာပေးလိုက်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်မှာတော့တို့ဒီနှစ်လေးနောက်ပိတ်လိုင်းတစ်ချက်တောက်ကြတရက်စာအထီးကြီးတစ်ချက်ဒီနှစ်ခုတော့အဆင်မပြေဖြစ်ခဲ့ရတယ်ကျန်တဲ့ဘော်ဒီဖူးမကြော်မွေးကနန်းတပတ်စာမွေးကနန်းတပတ်စာလေးလုံးခွေတလင်းလာကစားလို့ကြာသာပရိထိကျွန်တော်ရဲ့တရက်စာနေတိုင်းဖော်မီနာကီလေးတွေဒါတွေအားလုံးတော့အဆင်ပြေခဲ့ပါတယ်ဒါမဲ့တပတ်တာတော့ကိုလည်းအကောင်းဆုံးပြအောင်ကျွန်တော်စူးစမ်းပြီးတော့ရှာဖွေညဝေပေးသွားမယ်ဒါဆိုရင်တို့ဒီဒါလေးကိုတစ်ချက်စားပြီးတော့ပြောလိုက်ကြမယ်တောက်ကြနေမှာမနှညပရိပါဝါရဲလို့ကြပြီးတဲ့အခါကျရင်ဒီရက်နောက်မှာဘယ်လိုကဏ္ဍနေလိုက်ပြီးတော့ဆင်းလေးရှိလဲဆိုတာကို2022ခုနှစ်လောက်ကစပြီးတော့တေချာလေးပြန်စီကြည့်တဲ့အခါမှာပထမတစ်ချက်အနေနဲ့ဒီရက်နောက်9ရက်တာတွင်မှာ6ပတ်တီတစ်လုံးတစ်ချက်မှမပြောက်ခဲ့ဘူးဆိုတာလေးကိုသွားပြီးတော့တွေ့ရတယ်။ဒါကလာမယ့်တစ်ပတ်တာ9ရက်တွင်မှာ6ပတ်တီကိုအကြိမ်ပြည့်မွေးပြီးတော့စော်ပါလို့ကျွန်တော်ရည်ရွယ်ပြီးပြောချင်တာတော့မဟုတ်ဘူး။နော်။တစ်ပတ်တာတွင်မှာ6ပတ်တီမပြောက်ရဘူးဆိုတာလေးကိုတည်ထားတဲ့အခါကျတော့ကိုစော့မဲ့ကဏ္ဍထဲမှာ6နဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေကိုအဓိက main တင်ပြီးတော့ကစားလို့ကြတာပေါ့။ဒုတိယတစ်ချက်အနေနဲ့ဆိုရင်သူရဲ့နောက်9ရက်တာအတွင်းမှာနှစ်ကွန်38ဆိုတဲ့လေးလုံးအခွေအပူပါတောက်လျှောက်လိုက်ပြီးတော့ဆင်လာခဲ့တာကိုတွားပြီးတော့တွေ့ရတယ်။ပြက်ပင်တစ်ချက်တော့ရှိခဲ့ဘူးတယ်။အဲ့တော့ formula ဆိုတာကတော့ပြက်ပင်ကရှိမှာပဲ။ဒါပေမဲ့လို့ဒီကောင်က4နှစ်ကျော်9နှစ်ထဲမှာပြက်ပင်တစ်ချက်သာရှိတာဖြစ်တဲ့အတွက်လက်မခံနိုင်စရာအကြောင်းဘာမှမရှိဘူးလို့တော့ကျွန်တော်ထင်ပါတယ်။တတိယတစ်ချက်အနေနဲ့ဆိုရင်ဒီရက်နောက်3ရက်တာအတွင်းမှာ619ကိုနှစ်ကွန်9ညကတ်တဲ့ပြီးတဲ့တောက်လျှောက်လိုက်ပြီးတော့ဆင်လာတာကိုတွားတွေ့ခဲ့ရတယ်။ဒီကောင်ကလေးကလည်းပြက်ပင်တစ်ချက်ရှိခဲ့ဘူးပါတယ်။ကျွန်တော်ခုနကပြောသလိုပဲformula ဆိုတာကတော့ပြက်ပင်ရှိမှာပဲဒါပေမဲ့လို့4နှစ်ကျော်9နှစ်ထဲမှာပြက်ပင်တစ်ချက်ပဲရှိခဲ့ဘူးတာဖြစ်တဲ့အတွက်တမတ်ခံနိုင်စရာအကြောင်းဘာမှမရှိဘူးလို့ထင်ပါတယ်အဲ့တော့ဒီ3ခုလုံးကိုပေါင်းပြီးတော့ကျွန်တော်ကလန်ဒါလေးတစ်ခေါက်ပြန်ပြီးတော့စစ်ပေးမယ်ကျွန်တော်ရဲ့အကူမလေးကလန်ဒါစီကြောလေးကိုကြည့်ပြီးတဲ့အခါအကြိုက်ဆုံးဖြစ်လောက်မဲ့တစ်ခုလေးကိုရွေးပြီးတော့စိုင်းမမလေးလိုက်ပြီးတော့စော်ကစားလို့ရပါတယ်ကျွန်တော်လက်ထဲမှာကင်ထားတဲ့ကလန်ဒါဟာ2026ကလန်ဒါလေးဖြစ်ပါတယ်ပေါ့နော်သူကတောက်ချနေမှာမနှညပရိပါဝါရေးလို့ဖြစ်တဲ့အခါသူရဲ့နောက်9ရက်တာတွင်မှာ6ပတ်တီမပြောက်ဘူးဆိုတော့96လို့လာပါတယ်။တစ်ပတ်တာတွင်မှာ2ခွန်38လေးလုံးအခွေပူပါအနည်းဆုံးတစ်ကြိမ်ဆိုတော့80နဲ့မှ3ရက်လို့ခွေတယ်။3ရက်တာတွင်မှာ619ကို2ခွန်53ညကတ်တဲ့ပြည်ရန်ဆိုတော့ဒီမှာတစ်ချက်ပြက်ခဲ့ပါတယ်ပေါ့နော်။အဲ့တော့တောက်ချနေမှာမနှညပရိပါဝါရေးလို့ဖြစ်တဲ့အခါသူရဲ့နောက်တစ်ပတ်တာတွင်မှာ6ပတ်တီမပြောက်ဘူးဆိုတော့80နဲ့မှ9ရက်လို့လာပါတယ်။အဲ2ခွန်38လေးလုံးခွေပူပါအနည်းဆုံးတစ်ချိန်မှာဆိုတော့80နဲ့မှ3နော်။သူရဲ့နောက်3ရက်တာတွင်မှာ619ကို2ခွန်53ညကတ်တဲ့ပေဒံမှာဆိုတော့80နဲ့မှ9ရက်လို့လာပါတယ်။တောက်ကြနေမှာမနှညပရိပါဝါရဲလို့ရိုက်တဲ့အခါသူ့နောက်9ရက်တာတွင်မှာ6ပတ်တီမပြောက်ဘူးဆိုတော့59လို့လာတယ်။2ခွန်38လေးလုံးခွေပူပါအနည်းဆုံးတစ်ချိန်မှာဆိုတော့38လို့လာပါတယ်။သူရဲ့နောက်3ရက်တာတွင်မှာ619ကို2ခွန်53ညကတ်တဲ့ပေဒံမှာဆိုတော့10လို့လာပါတယ်။တောက်ကြမှာမနှညပရိပါဝါရေးလို့ရိုက်တဲ့အတွက်သူ့နောက်9ရက်တာတွင်မှာ6ပတ်တီမပြောက်ဘူးဆိုတော့89လို့လာတယ်။2ခွန်38လေးလုံးခွေပူပါအနည်းဆုံးတစ်ကြိမ်ဆိုတော့ဒီမှာတစ်ချက်ပြတ်တယ်။3ရက်တာတွင်မှာ619ကို2ခွန်53ညကတ်တဲ့ပေဒံမှာဆိုတော့50နဲ့မှ1ရက်လို့လာပါတယ်။အဲ့တော့ဘေးကစူညံတန်လေးတွေပါသွားရင်တော့ကျွန်တော်တစ်ချက်နားလည်ပြီးဖို့တောင်းဆိုချင်ပါတယ်ဒီမှာကိစ္စလေးတစ်ခုရှိလို့เนาะတောက်ကြမှာမနှညပရိပါဝါရဲလို့ဖြစ်တဲ့အခါတောက်ကြနေမှာမနှညပရိပါဝါရဲလို့ဖြစ်တဲ့အခါသူရဲ့နောက်9ရက်တာတွင်မှာ6ပတ်တီမပြောက်ဘူးဆိုတော့90နဲ့မှ2ခွန်38လေးလုံးခွေပူပါအနည်းဆုံးတစ်ချိန်မှာဆိုတော့20နဲ့မှ8လို့လာပါတယ်သူရဲ့နောက်3ရက်တာတွင်မှာ619ကို2ခွန်53ညကတ်တဲ့ပေဒံမှာဆိုတော့90နဲ့မှ2ရက်လို့လာပါတယ်အဲ့တော့ဘေးကဝင်တဲ့အတန်ကိုဖုံးအောင်អော်ပြီးတော့ပြောနေရတာဖြစ်တဲ့အတွက်လဲနဝေမဆိုတာလေးဖြစ်သွားတယ်ဆိုရင်လဲ
တစ်ချက်နားလေးတွေကိုထပ်မံပြီးတော့တောင်းဆိုရင်းနဲ့တောက်ကြမှာမနှညပရိပါဝါရေးလို့ဖြစ်တဲ့အခါသူရဲ့နောက်9ရက်တာတွင်မှာ6ပတ်တိမပြောက်ဘူးဆိုတော့89လို့လာတယ်။နှစ်ခွန်38လေးလုံးခွေပူပါအနည်းဆုံးတစ်ချိန်မှာဆိုတော့33နဲ့88ပေါ့နော်။3ရက်တာတွင်မှာ619ကိုနှစ်ခွန်53ညကတ်တဲ့ပေးတယ်မှာဆိုတော့80နဲ့မှာ9ရက်လို့လာပါတယ်။အဲ့တော့တောက်ကြမှာမနှညပရိပါဝါရေးလို့ဖြစ်တဲ့အခါသူရဲ့နောက်9ရက်တာတွင်မှာ6ပတ်တိမပြောက်ဘူးဆိုတော့19ရက်လို့လာပါတယ်။နှစ်ခွန်38လေးလုံးခွေပူပါအနည်းဆုံးတစ်ချိန်မှာဆိုတော့29နဲ့39လို့လာပါတယ်။သူရဲ့နောက်3ရက်တာတွင်မှာ619ကိုနှစ်ခွန်53ညကတ်တဲ့ပြည်တယ်မှာဆိုတော့60ရက်လို့ပြန်ပြီးတော့လာပါတယ်။တောက်ချာနေမှာမနှညပရိပါဝါရေးလို့ဖြစ်တဲ့အခါသူရဲ့နောက်9ရက်တာတွင်မှာ6ပတ်တိမပြောက်ဘူးဆိုတော့96နှစ်ခွန်38လေးလုံးခွေပူပါအနည်းဆုံးတစ်ချိန်မှာဆိုတော့28လို့လာပါတယ်။3ရက်တာတွင်မှာ619ကိုနှစ်ခွန်53ညကတ်တဲ့ပြည်တယ်မှာဆိုတော့က20နဲ့မှတည်ရလို့လာပါတယ်။အတူဘေးကပြင်မှာလဲတောက်ကြမှာမနှညပရိပါဝါရေးလို့ဖြစ်တဲ့အတွက်သူ့နောက်တစ်ပတ်တာတွေမှာ6ပတ်တိမပြောင်းရဘူးဆိုတော့89လို့လာတယ်။နှစ်ခွန်38လေးလုံးခွေပူပါအနည်းဆုံးတစ်ချိန်မှာဆိုတော့30နဲ့မှတင်လို့လာပါတယ်။သူရဲ့နောက်3ရက်တာတွေမှာ619ကိုနှစ်ခွန်53ညကတ်တဲ့ပြည်တယ်မှာဆိုတော့29လို့လာပါတယ်ပေါ့နော်။အဲ့တော့တောက်ကြနေမှာမနှညပရိပါဝါရေးလို့ဖြစ်တဲ့အခါသူ့နောက်တစ်ပတ်တာတွေမှာ6ပတ်တိမပြောက်ရဘူးဆိုတော့69လို့လာပါတယ်။နှစ်ခွန်38လေးလုံးခွေပူပါအနည်းဆုံးတစ်ချိန်မှာဆိုတော့က7နှစ်နဲ့20ခွန်။သူရဲ့နောက်3ရက်တာတွေမှာ619ကိုနှစ်ခွန်53ညကတ်တဲ့ပြည်တယ်မှာဆိုတော့90နဲ့မှတည်ရလို့လာပါတယ်။အဲ့တော့တောက်ကြနေမှာမနှညပရိပါဝါရေးလို့ဖြစ်တဲ့အတွက်သူရဲ့နောက်9ရက်တာတွေမှာ6ပတ်တိမပြောက်ရဘူးဆိုတော့59လို့လာပါတယ်။နှစ်ခွန်38လေးလုံးခွေပူပါအနည်းဆုံးတစ်ချိန်မှာဆိုတော့80နဲ့မှ3ရက်လို့လာပါတယ်။သူရဲ့နောက်3ရက်တာတွင်မှာ619ကိုနှစ်ခွန်53ညကတ်တဲ့ပြည်တယ်လာမယ်ဆိုတော့20နဲ့မှတင်လို့လာပါတယ်။အဲ့တော့တောက်ကြနေမှာမနှညပရိပါဝါရေးလို့ဖြစ်တဲ့အခါသူရဲ့နောက်တစ်ပတ်တာတွင်မှာ6ပတ်တိမပြောက်ဘူးဆိုတော့90နဲ့မှ3လို့လာတယ်။နှစ်ခွန်38လေးလုံးခွေပူပါအနည်းဆုံးတစ်ချိန်မှာဆိုတော့82လို့လာတယ်။သူရဲ့နောက်3ရက်တာတွင်မှာ619ကိုနှစ်ခွန်53ညကတ်တဲ့ပြည်တယ်ဆိုတော့က39လို့လာပါတယ်။တောက်ကြနေမှာမနှညပရိပါဝါရေးလို့ဖြစ်တဲ့အတွက်သူရဲ့နောက်9ရက်တာတွင်မှာ6ပတ်တိမပြောက်ဘူးဆိုတော့50နဲ့မှ9နှစ်ခွန်38လေးလုံးခွေပူပါအနည်းဆုံးတစ်ချိန်မှာဆိုတော့30နဲ့မှ8သူရဲ့နောက်3ရက်တွင်မှာ619ကိုနှစ်ခွန်53ညကတ်တဲ့ပြည်တယ်ဆိုတော့80နဲ့မှတည်ရလို့ပြန်ပြီးတော့လာပါတယ်။တောက်ကြမှာမနှညပရိပါဝါရေးလို့ဖြစ်တဲ့အခါနောက်တစ်ပတ်မှာ6ပတ်တိမပြောက်ဘူးဆိုတော့က39လို့လာပါတယ်။နှစ်ခွန်38လေးလုံးခွေပူပါအနည်းဆုံးတစ်ချိန်မှာဆိုတော့က2တို့33လို့လာပါတယ်။သူရဲ့နောက်3ရက်တာထဲမှာ619ကိုနှစ်ခွန်53ညကတ်တဲ့ပြည်တယ်မှာဆိုတော့1ခွန်ရလို့လာပါတယ်။အဲ့တော့တောက်ကြမှာမနှညပရိပါဝါရေးလို့ဖြစ်တဲ့အခါသူရဲ့နောက်9ရက်တွင်မှာ6ပတ်တိမပြောက်ဘူးဆိုတော့20နဲ့မှကိုနှစ်ခွန်38လေးလုံးခွေပူပါအနည်းဆုံးတစ်ချိန်မှာဆိုတဲ့အခါကျတော့80နဲ့မှခွန်ရလို့လာပါတယ်။သူရဲ့နောက်3ရက်တာတွင်မှာ619ကိုနှစ်ခွန်53ညကတ်တဲ့ပြည်တယ်ဆိုတော့29လို့လာတယ်။အဲ့တော့တောက်ကြမှာမနှညပရိပါဝါရေးလို့ဖြစ်တဲ့အခါသူရဲ့နောက်9ရက်တာတွင်မှာ6ပတ်တိမပြောက်ဘူးဆိုတော့90နဲ့မှ9လို့လာပါတယ်။နှစ်ခွန်38လေးလုံးခွေပူပါအနည်းဆုံးတစ်ချိန်မှာဆိုတော့90နဲ့မှ3ပေါ့နော်။သူရဲ့နောက်3ရက်တာတွင်မှာ619ကိုနှစ်ခွန်53ညကတ်တဲ့ပြည်တယ်ဆိုတော့89လို့လာပါတယ်။တောက်ကြမှာမနှညပရိပါဝါရေးလို့ဖြစ်တဲ့အခါသူရဲ့နောက်တစ်ပတ်တာတွင်မှာ6ပတ်တိမပြောက်ဘူး69နဲ့59လို့လာတယ်။နှစ်ခွန်38လေးလုံးခွေပူပါအနည်းဆုံးတစ်ချိန်မှာဆိုတော့က73လို့လာပါတယ်။သူရဲ့နောက်3ရက်တာတွင်မှာ619ကိုနှစ်ခွန်53ညကတ်တဲ့ပြည်တယ်မှာဆိုတော့10လို့လာပါတယ်။အဲ့တော့တောက်ကြမှာမနှညပရိပါဝါရေးလို့ဖြစ်တဲ့အခါသူရဲ့နောက်9ရက်တာတွင်မှာ6ပတ်တိမပြောက်ဘူးဆိုတော့92လို့လာတယ်။နှစ်ခွန်38လေးလုံးခွေပူပါအနည်းဆုံးတစ်ချိန်မှာဆိုတော့က82နဲ့82လို့လာပါတယ်။သူရဲ့နောက်3ရက်တာတွင်မှာ619ကိုနှစ်ခွန်53ညကတ်တဲ့ပြည်တယ်မှာဆိုတော့90နဲ့မှ2ရက်လို့လာပါတယ်။အဲ့တော့တောက်ကြမှာမနှညပရိပါဝါရေးလို့ဖြစ်တဲ့အခါသူရဲ့နောက်9ရက်တာတွင်မှာ6ပတ်တိမပြောက်ဘူးဆိုတော့19လို့လာပါတယ်။နှစ်ခွန်38လေးလုံးခွေပူပါအနည်းဆုံးတစ်ချိန်မှာဆိုတော့33လို့လာတယ်။သူရဲ့နောက်3ရက်တာတွင်မှာ619ကိုနှစ်ခွန်53ညကတ်တဲ့ပြည်တယ်မှာဆိုတော့3ညတည်ရလို့လာပါတယ်။အဲ့တော့တောက်ကြမှာမနှညပရိပါဝါရေးလို့ကြားတဲ့အခါသူရဲ့နောက်
9ရက်တာတွေမှာ6ပတ်တီမပြောက်ဘူးဆိုတော့က20နဲ့မှ9လို့လာပါတယ်နှစ်ခွန်3ရှစ်လေးလုံးခွေပူပါအနည်းဆုံးတစ်ချိန်မှာဆိုတော့က80ခွန်လို့လာတယ်သူရဲ့နောက်3ရက်တာတွေမှာ619ကိုနှစ်ခွန်9ညကတ်တဲ့ပေးတန်းဆိုတော့က51လို့လာပါတယ်သူဘေးကပြန်မှလည်းမနှညပရိပါဝါရေးလို့ဖြစ်ပါတယ်သူရဲ့နောက်9ရက်တာတွေမှာ6ပတ်တီမပြောက်ဘူးဆိုတော့89လို့လာတယ်နှစ်ခွန်3ရှစ်လေးလုံးခွေပူပါအနည်းဆုံးတစ်ချိန်မှာဆိုတဲ့အခါကျတော့83သူရဲ့နောက်3ရက်တာတွေမှာ619ကိုနှစ်ခွန်9ညကတ်တဲ့ပေးတန်းဆိုတော့က89လို့လာပါတယ်တောက်ကြမှာမနှညပရိပါဝါရေးလို့ဖြစ်တဲ့အခါသူရဲ့နောက်9ရက်တာတွေမှာ6ပတ်တီမပြောက်ဘူး29လို့လာတယ်နှစ်ခွန်3ရှစ်လေးလုံးခွေပူပါအနည်းဆုံးတစ်ချိန်မှာဆိုတော့28နဲ့22လို့လာပါတယ်သူရဲ့နောက်3ရက်တာတွေမှာ619ကိုနှစ်ခွန်9ညကတ်တဲ့ပေးတန်းမှာဆိုတဲ့အခါကျတော့20နဲ့မှတည်ရလို့လာပါတယ်အဲ့တော့ဒီလောက်ဆိုရင်တော့ဒီကောင်လေးကိုဒါမဲ့တစ်ပတ်တာတွေမှာယူပြီးတော့3တင်မ3တင်ကျွန်တော်ရဲ့အကူမတွေစဉ်းစားဆုံးဖြတ်နိုင်လောက်ကြလိမ့်မယ်လို့ထင်ပါတယ်အကြိုက်ဆုံးဖြစ်လောက်မဲ့တစ်ခုလေးကိုရွေးပြီးတော့ဒီဇိုင်းမမလေးကစားကြပေါ့နော်ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲကျွန်တော်ရဲ့ဦးလေးတွေတော်တွေအကူမတွေအားလုံးပဲစိတ်ချမ်းသာလို့ကိုယ်ကျမ်းမာတွေလည်းရှိကြပါစေလို့ဆုမွန်ကောင်းလေးကိုထပ်မံပြီးတော့တောင်းဆိုပေးခဲ့ပါတယ်